ယောက်ျားခဏကနင့်အမေဖုံးဆက်လာတယ် ဘာလဲကွာနင်းမေငါအမေနဲ့မင်းကလည်းယဉ်ကျေးမှုမရှိလိုက်တာကွာငါတို့လက်ထပ်ထားတာတော့ဒီလောက်ကြာနေပြီငါအမေကနင့်မေမဟုတ်လို့လား မဟုတ်သေးဘူးလေဒါဆိုငါအမေကငါအမေနင့်အမေကလည်းငါအမေအဲ့လိုဆိုငါဘယ်လိုခေါ်ရမှာလဲ အဲ့ဒါဆိုငါတို့အမေလို့ပဲခေါ်ဟုတ်ပြီလားဒါဆိုခဏကငါတို့အမေဖုန်းဆက်တော့မပြောက်လေ ငါတို့အမေဖုံးဆက်တာကဒီတစ်ပတ်ပိတ်ရကြရေးငါတို့အမေအိမ်ကိုထမင်းလာစားအောင်နဲ့ဒါပေမဲ့ငါတို့အမေအဲ့လိုမပြောခင်ကတည်းကငါတို့အမေကလည်းဒီတစ်ပတ်ပိတ်ရကြရေးငါတို့အမေအိမ်ကိုထမင်းလာစားဖို့ပြောထားပြီးသားငါတို့အမေကငါတို့အမေအတွက်ကြက်၃កောင်ပေးလိုက်တယ်ငါတို့အိမ်သွားရေးငါတို့အမေစီတခါတည်းယူသွားပေးလိုက်အောင်နဲ့ငါတို့အမေကလည်းငါတို့အမေအတွက်ဝက်ဥကြောင်၃ပိတ်တာပြင်ထားပေးတယ်ငါတို့အိမ်သွားရေးငါတို့အမေစီတခါတည်းယူသွားပေးလိုက်အောင်နဲ့အဲ့ဒါဒီတစ်ပတ်ပိတ်ရကြရေးတို့တွေကငါတို့အမေအိမ်ကိုထမင်းသွားစားရမှာလားဒါမှမဟုတ်ငါတို့အမေအိမ်ကိုပဲသွားစားရမှာလားနင်မဲငါတို့အမေစီဖုံးဆက်ပြီးမေးကြည့်လိုက် ဘာအမေစီဖုံးဆက်ရမှာလဲ ငါတို့အမေစီရေ အဲ့ဒါကငါအမေကနင့်အမေကိုကြက်ပေးတာလားဒါမှမဟုတ်နင့်အမေကငါအမေကိုဝက်ဥကြောင်ပေးတာလား နေပါဦးငါတို့လက်ထပ်ထားတာဒီလောက်ကြာနေပြီကိုနင်ကခုထိငါအမေနင့်အမေလုံနေတော့လားနင်ကတကယ်ပဲယဉ်ကျေးမှုမရှိဘူးငါအမေကနင့်အမေမဟုတ်လို့လား ငါအမေကနင့်အမေနင့်အမေကလည်းငါအမေငါတို့အမေဆိုတာဘယ်အမေလဲ ငါတို့အမေငါတို့အမေငါတို့အမေ